ဒီတစ်ခေါက်မှာတော့ intermediate အတန်းမှာဘူးနွယ်အခြေခံထိုးနည်းအကြောင်းလေးကိုမပြောပြပေးခင်ဘူးနွယ်အကြောင်းလေးကိုအရင်ပြောပြပေးချင်လို့ပေါ့နော်ဆိုတော့ဘူးနွယ်ကနှစ်မျိုးရှိတယ်နှစ်မျိုးဆိုတာကသူကအကျစ်ရယ်အပွားရယ်ဆိုပြီးရှိတယ်အကျစ်ဆိုတာဒီလိုမျိုးပေါ့နော်အချောင်းလေးကြည့်လိုက်လို့ရှိရင်ဒီမှာဟိုဘယ်လိုပြမလဲအထဲမှာလေးဝင်ပေါက်တောင်မရှိဘူးကွာလုံးဝစေ့နေတဲ့ဟာမျိုးလေးပေါ့အဲ့ဒါမျိုးဆိုရင်အကျစ်ပေါ့နော်အပွားကကြတော့ဒီလိုမျိုးပေါ့ဒီဒါဆို spring ပုံစံမျိုးဒီလိုမျိုးလေးတွေကြဲကြဲလေးပေါ့နော်သူ့မှာအဟလေးအများရှင်အဲ့လိုမျိုးအပွားလေးရှိတယ်နှစ်မျိုးထွက်တယ်ပေါ့နော်အဲ့လိုမျိုးအကျစ်နဲ့အပွားနှစ်မျိုးမှာမှသူကရိုးအကျစ်ရေရိုးအကျစ်ဆိုတာဒီလိုပြောင်ပလိမ့်မဲ့အကျစ်ဒါကကြတော့ဝစစ်ပုံစံမျိုးအကျစ်ဆိုပြီးတော့ရှိရပေါ့နော်ဒါကတော့ဝစစ်ပုံစံမျိုးအကျစ်ပါအမကဝစစ်ပုံစံမျိုးဒီဇိုင်းလေးကြိုက်လို့ဒါဝယ်ပြီးဖြစ်တယ်ပေါ့နော်ပြီးတော့ညှရတာလဲမှားရတာလွယ်ရလဲပါတယ်ပေါ့အဲ့လိုဆိုအစစ်စစ်လေးနဲ့ဆိုမှားရတာလွယ်တယ်ကွာအဲ့လိုဆိုအကျစ်ကလေးဝယ်ဖြစ်တယ်ပေါ့နော်ပြီးတော့သူ့မှာအယောင်ကရွှေရောင်ငွေရောင်ရယ် rose gold ရယ်ဆိုပြီးတော့၃ရောင်ထွက်တယ်ငွေရောင်ကတော့တစ်မျိုးပဲထွက်တယ်ရွှေရောင်ကကြတော့သူကဒါဆိုလို့ရှိရင်ရွှေအဖြော့ပေါ့ပြီးလိမ်မော်ဘတ်တန်းနဲ့ရွှေရှိတယ်လုံးဝရွှေတောက်လိုမျိုးအဲ့လိုမျိုးရှိတယ်ပေါ့နော်အယောင်တွေကတော့အဲ့လိုရှိတယ်ပြီးတော့ rose gold ကတော့ rose gold တစ်မျိုးပဲရှိရပေါ့အယောင်ကတော့အဲ့လိုဆိုတော့ဒါများသောအားဖြင့်ဒီဟာကတော့ရောင်လို့ရှိရင် kg အစီးနဲ့ရောင်းတာများတယ်ဒီလိုအရှည် kg အစီးရမှာဆိုလို့ရှိရင်ဒီလောက်အရှည်ပါပေါ့နော်အဲ့လောက်ရှည်ပါတဲ့ကျိုးတွေကိုသူကအနီရောင်ကျိုးထုံးနဲ့စီးပေးတော့အဲ့တော့1 kg လို့ထင်တယ် kg size ကလေးပေါ့နော်အမဝယ်တော့တသိန်းကြော်ကန်ကြီးပေါ့မကြော်သေးခင်မှာဝယ်လိုက်တာ9000နဲ့တသိန်းချားထဲမှာဝယ်လိုက်တာပေါ့နော်ဒါအခုကတော့ဒီချိန်မှာဆိုရင်တော့မရှိဘူးဆိုရင်တော့တသိန်း2000တော့အသာလေးကြော်လောက်ပြီပေါ့နော်အပွားကတော့အပွားဖြစ်တဲ့အတွက်ကြောင့်မလို့သူက weight တိတ်မရှိတော့ဒီဟာလောက် weight မရှိတော့သူကနည်းနည်းများလေးတော့ပိုရတယ်ပေါ့နော်ဒါကတော့အကျစ်ဆိုတော့ weight နည်းနည်းပါတော့ရှင်လိုက်ရင်တော့အပွားလောက်တော့အချောင်းရင်မများဘူးပေါ့ဒါပေမဲ့လည်းအရင်တော့မသိတာဘူးနည်းနည်းလေးပဲသိတာပေါ့နော်သူ့ရဲ့ပဝင်မှုပမာဏပြီးတော့ဒါကများသောအဖြစ်ကတော့လက်ကားပုံစံလိုမျိုးပေါ့နော်အစည်းလိုက်အထုပ်လိုက်ပဲရောင်းတယ်အဲ့လိုမျိုးဒါမျိုးလေးတွေကိုဒီလိုအရှည်လေးတွေကို2ချောင်း3ချောင်းနဲ့ရောင်းတဲ့နေရာမျိုးတော့တွေ့ဘူးတယ်အဲ့ဟာကိုလည်း share ပေးထားမယ်နော်ဒါကတော့ဒီနေရာပေါ့နော်ရန်ကုန်တင်ကြီးစေးလန်နေရဦးလာမြင့်နဲ့တားများဆိုရင်ဆိုင်မှာတော့စီကွင်းအစီလေးတွေဝယ်နေနဲ့တွေ့ရတယ်ပေါ့နော်ဈေးကတော့တခြားမသိဘူးပြီးတော့ online ကနေပို့မပို့လည်းမသိဘူးပေါ့နော်ဒါရန်ကုန်မှာနေတဲ့သူတွေကတော့တင်ကြီးစေးမှာဆက်ချုပ်ပစ္စည်းဝယ်ပြလို့ရှိရင်ဒီဆိုင်မှာသွားမိပြီးတော့ဝယ်လို့ရတယ်ပေါ့နော်ဒါကတော့လွယ်အောင်ပေါ့နေရလူတွေအတွက်ကတော့တစ်ချက်တော့မေးကြည့်ပေါ့နော် online ကရောက်မရောက်တော့တခြားမသိဘူးစီကွင်းစီရဆိုလည်းဒီမှာဝယ်လို့ရတယ်ပြီးတော့တမအာဇီဝဆိုတဲ့ဆိုင်လေးရှိတယ်အဲ့မှာလည်းဒီလိုမျိုးပဲဝယ်လို့ရတယ်ဒါပေမဲ့ तू ကတော့ဘူးနယ်ကိုခွဲတုံးနဲ့မရအောင်ဒီလိုမျိုး kg အထုပ်တွေနဲ့ပဲရောင်းတာမျိုးပဲတွေ့ပြီးတော့နောက်တစ်ခုဘူးနယ်မှာသတိထားမှာကသူတို့ကသူ့ရဲ့အသားက spring ဖြစ်တဲ့အတွက်ကြောင့်မလို့ဘူးနယ်ပုံစံလိုမျိုး spring ဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကဒီလိုမျိုးဆွဲလိုက်လို့ရှိရင်အဲ့လိုဆန့်သွားတဲ့အနေထားရှိတယ်အဲ့ဒါကြောင့်မလို့ तू ကအချီနဲ့ပဲဖြစ်ဖြစ်ကိုထိုးမဲ့ပေါ်ဝါအင်ဂျီထမိန်နိုးနဲ့ပဲဖြစ်ဖြစ်နည်းနည်းလေးညှိသွားရင်တော့မှဒီလိုမျိုးဆွဲထော်သွားတဲ့ဟာကြောင့်မလို့ဒီဟာကအရန်အဲ့လိုမျိုးမညှိအောင်လို့ခယူတအားဆိုင်ရတယ်အဲ့ဒါကြောင့်မလို့အထည်ကြီးတွေထိုးပြီးသွားတဲ့ခါကျရင်တော့အမကအပေါ်ကနေပြီးတော့ထိုးထားတဲ့ဒီဘူးနွယ်လေးပေါ်ကနေပတန်စာရွက်တို့သတင်းစာရွက်တို့နဲ့အုပ်ပြီးတော့မှတေချာခောက်ပြီးတင်းပြစ်တယ်ပေါ့နော်ပြီးတော့ဒီဟာကရှော့လို့လည်းမရဘူးဆိုတာကပို့တဲ့ခါကျရင်မဖြစ်ဖြစ် brush နဲ့တိုက်ရင်မဖြစ်ဖြစ်ဒီဟာကဆွဲဆန်းပြီးတက်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါကရှော့လို့စမတည်ဘူးပြီးတော့အယောင်ကျွတ်မကျွတ်ကတော့မတည်ဘူးပေါ့နော်မဆန်းဘူးသေးဘူးဆိုတော့ပြီးတော့စမ်းကြည့်ဖို့ကြရလဲဒါကြီးကိုအချိန်တစ်ခုပေးပြီးတော့ထိုးထားပြီးသားအောင်မှာစမ်းလိုက်လို့တစ်ခုခု error ဖြစ်သွားရင်အစကနေပြန်ထိုးရမှာမလွဲတဲ့အတွက်ကြောင့်မလို့မဆန်းရဲတော့မဆန်းပြူပေါ့နော်အဲ့လိုအထည်တွေပါဝတ်ပြစ်လို့ချွေးတွေပိုင်းနဲ့နန်နေဘာညာဆိုလို့ရှိရင်တော့နန်တဲ့နေရာလေးကိုရေတင်းနေဆိုသွားလိုက်တန်လေးနဲ့ပဲကြောဘက်ပေါ့နော်သူထိုးတဲ့အလှဘက်ကိုမဟုတ်ဘဲနဲ့ကြောဘက်ကိုပဲတတာလေးပုတ်ပြီးတော့ပဲအဲ့လိုမျိုးအနမ်းပြအောင်လို့ရှော့တာတော့ပဲတတာလေးပဲနော်အဲ့လိုပဲလုပ်ပြတာပေါ့အထည်ကြီးလိုက်တော့ရှော့တာမျိုးတော့မလုပ်ပြဘူးအဲ့ဒါလေးတစ်ခုတော့သတိထားကြရှိတယ်ပြီးတော့ဈေးနှုန်းနေနေရတော့ဒါအထည်လေးထိုးမှဆိုလို့ရှိရင်တော့ तू ကညှက်ရတာအချိန်တစ်ခုပေးရတယ်ပေါ့နော်ထိုးရတာတော့သဒ္ဒါစီထိုးတက်လောက်တော့မကြဘူးဘာလို့ဆိုတော့ तू ကဒီလိုအစီလေးခောက်စရာမလိုသူ့အရှိနဲ့ तू ထိုးရုံပဲဆိုတော့ထိုးရတော့သဒ္ဒါစီတက်စားရင်တော့မြန်တယ်ဒါပေမဲ့ဒီဟာလေးတွေကိုဖြတ်တဲ့ခါကျရင်တော့အချိန်တစ်ခုပေးရတယ်ပေါ့နော်အဲ့ဒါလေးတော့အားသာချက်အားနည်းချက်ရှိတယ်ဈေးနှုန်းအနေနဲ့ကတော့တော်တော်ကြီးကိုဈေးကြီးရလို့ပြောရမှာပေါ့နော်တစ်ထုပ်ကို3သိန်းတောင်ကြော်နေမှာတေးချနေပြီဆိုတော့လေဈေးကတော့များတယ်အဲ့တော့ဒေးချင်းချင်တဲ့သူတွေရှိလို့ရှိရင်အများကြီးမဝင်နိုင်သေးဘူးဆိုလို့ရှိရင်ဒီလိုစောနာပြောတဲ့ဆိုင်တွေမှာမေးကြည့်ပါနော်